ပါစို့မလာပါဗျာတောင်းတက်လေကိုနေကြပါတော့အမျိုးမြတ်တဲ့ဘကုန်းနဲ့မိခင်ကြီးဗျာဒီနေ့အချိန်ကာလတပ်ပြရမှာဆိုရင်အင်ရှင်မိသားစုပေါင်းကမင်္ဂလာရှိသောနန်းတော်များနဲ့အတူတကွမဲဘုရားကြီးရဲ့ပုံတော်ပုံသားကိုရွှေလက်ပြန်တော်တိတ်မှာပါဗျာဘုရားဆိုရင်အနေကစားတဲ့ယဟန်ဆိုရင်တက်ကာထဝိဇ္ဇာဆိုရင်တိတ်ကြည့်တဲ့နတ်ဆိုရင်လက်ပြတက်ရတာဖြစ်ပါတဲ့ဖြင့်ယခုတစ်ခါကျတော့တောင်းတက်လေကိုနေကြပါတော့အမျိုးမြတ်တဲ့ဘကုန်းနဲ့မိခင်ကြီးကိုနတ်ကြော့ရဖို့ကြီးနတ်ဒေါသံတစ်ချိန်ပေးပါမင်္ဂလာရှိတော့မြင်တတ်ဖွင့်မရွာသားရေမင်္ဂလာမြင်တော်ပါဗျာအမြင်တော်ဖွင့်ပါဗျာအကြားတည်းများဖွင့်ကြောင်းပါဗျာအကြားတည်းများဖွင့်ကြောင်းပါဗျာကျိုတဲ့ဆိုင်တည်းများဖွင့်ကြောင်းပါဗျာအဟောအပြောများဖွင့်နိုင်အောင်စားနိုင်တော့နှုတ်တော်မင်္ဂလာဖွင့်ကြောင်းပါဗျာမလာပါဗျာလက်ဆယ်ကြောင်ဆင်းဆယ်လက်ဖြစ်ဖို့ရလက်တော်မင်္ဂလာတွေးကြောင်းပါဗျာမလာပါဗျာအိမ်တော်ဌာနမကောင်းသောဘေးပြာများဝေးပွာရအောင်မဲဘုရားကြီးချီတော်မင်္ဂလာအကြောင်းပါဗျာမလာပါဗျာစာရေးတောက်ပြအဖျားဖျားကိုကျင်ကြီးငယ်အတွေ့ဖွင့်အောင်ဒွါရကိုးပေါက်ဖွင့်ကြောင်းပါဗျာမလာပါဗျာအမျိုးမြတ်တဲ့ဘုန်းတော်မိခင်ကြီးအရှင်မိသားစုများငွေဝင်ရအောင်ငွေကြိုတော်မင်္ဂလာတွေးကြောင်းပါဗျာမလာပါဗျာအရှင်မိသားစုများစီးပွားဥစ္စာတွေကဘောကျွယ်ဝရအောင်ရွှေကြိုတော်မင်္ဂလာတွေးကြောင်းပါဗျာမင်္ဂလာရှိပါတော့သုံးတက်လေပေါ်နန်းနန်းပြောတဲ့ဂျိုနတ်သခင်ကျေးဇူးရှင်သဘိုးကြီးရွှေစင်တင်္ဂါတပါဗျာမင်္ဂလာစံတော်ရှင်းပါဗျာမလာပါဗျာသုံးတက်လေပေါ်နေကြောပါတော့အမျိုးမြတ်တဲ့ဘုန်းတော်မင်းကြီးမင်္ဂလာရှိတော်ရွှေလက်ပြတော်ကျိုးပါဗျာမလာပါဗျာသုံးတက်လေပေါ်နေကြောတော့အမျိုးမြတ်တဲ့ဘုန်းတော်မင်းကြီးရဲ့မင်္ဂလာရွှေလက်ပြခပါပြီဗျာမေဘုရားကြီးရွှေလက်ပြတင်းအောင်တော်မူပါဗျာတင်းအောင်တော်မူပါဗျာမင်္ဂလာရွှေလက်ပြခပါပြီဗျာရွာသားရဲ့မေဘုရားကြီးချောသလားလှသလားအင်္ဂါရမြပြည့်စုံသလားမပြည့်စုံသလားသိရဖို့ရဲ့မင်္ဂလာမှန်တော်ရှုမယ်ရွာသားရဲ့မင်္ဂလာမှန်တော်ရှုပါဗျာမလာပါဗျာသုံးတယ်လေပေါ်နေကြောပါတော့မျိုးမြတ်တဲ့ဘုန်းတော်မိခင်ကြီးရဲ့မွေးစားသားဖြစ်တော်မူသောနှုတ်ကြိုတိုက်ကျွေးထားပါတဲ့မွေးစားသားလေးဖြစ်ပါတဲ့အတ္တကုမကောကွန်အတ္တရဲ့မင်္ဂလာမြင်တော်ဖွင့်ပါဗျာအကြားတများဖွင့်ကြောင်းပါဗျာအရှုတဲ့ဆိုင်တဲ့ဖွင့်ကြောင်းပါဗျာမင်္ဂလာနှုတ်တော်ဖွင့်ပါဗျာလက်ဆယ်ရောက်ဆဲဆယ်လက်အပ်တော်မူပါဗျာချီတော်မင်္ဂလာအပ်ပါဗျာကျင်ကြီးကျင်ငယ်အသွဲသွဲသွားနိုင်ဖို့ဒီမင်္ဂလာကိုပါဖွင့်ကြောင်းပါဗျာမှန်လားပါဗျာမင်းစိုးရာဇာကိုကိုင်ဆိုင်တော်မူသောမင်္ဂလာရှိတော်လှန်တော်မင်္ဂလာအပ်ပါတယ်ဗျာဘောင်းတော်အောက်ပေါ်မှာဘောင်းတော်များတင်္ဂါသားကြောင်းပါဗျာမင်္ဂလာရွှေလက်ပြကျိုးပါဗျာမင်္ဂလာရွှေလက်ပြကျိုးပါဗျာအတ္တကမင်္ဂလာလေးရွှေလက်ပြခါလို့လုံမလေးဗျာကြောက်ရောက်တော်မူပါဗျာ
ရွာသားကြီးမင်းကြီးမင်းသားများဖြစ်သည့်အတွက်ရောင်တုံးဆိုတာရှိပါတယ်ဒါကြောင့်မင်္ဂလာရောင်တော်ရှင်းမယ်ဗျာအတ္တကောင်မှာမင်းသားလေးအပြည့်အနာစာရှိမရှိသိရဖို့ရေးမင်္ဂလာမှန်တော်ရှုပါဗျာမလာပါဗျာကျွဲကြောင်ကနွားကြောင်ကကိုကြီးကိုအောင်နိုင်ဖြစ်ပါတယ်ဗျာအိမ်တိမ်မှာခေါင်နိုင်ရှိအောင်နိုင်ပိုင်တဲ့ကဲ့သို့အိမ်ကခေါင်တိုင်တလိုင်းကအောင်နိုင်ပါဗျာဒါကြောင့်ကိုကြီးကိုအောင်နိုင်နမင်းသားမင်္ဂလာရှိတဲ့အမြင်နဲ့ဖွင့်ကြပါဗျာအကြားတတ်ပါဗျာအရှုတက်ဆိုင်တဲ့ဖွင့်ကြပါဗျာမင်္ဂလာတော့တော်ဖွင့်ပါဗျာလက်စေကြောင်းအကြောင်းပါဗျာချီတော်မင်္ဂလာအကြောင်းပါဗျာဒွါရကိုပါဖွင့်ကြောင်းပါဗျာမလာပါဗျာကိုကြီးကိုအောင်နိုင်နာမင်းသားမင်္ဂလာလက်သုံးတော်စင်းကျင်တော်အပ်ပါတယ်ဗျာမလာပါဗျာကိုကြီးကိုအောင်နိုင်နာမင်းသားရဲ့မင်္ဂလာရှိသောရွှေလက်ပြကျိုးအကြောင်းပါဗျာရွှေလက်ပြခတော်ပါဗျာရွှေလက်ပြခပါဗျာမင်္ဂလာရောင်တော်ရှင်ပါဗျာမင်္ဂလာမှန်တော်ရှုပါဗျာမလာပါဗျာပုံတော်ပုံသားများအပိယခါမင်္ဂလာရှိတဲ့မှန်ငါးကိုအပ်ပါပါဒါကြောင့်သုံးတဲ့လေပုံလေးကြော်ပါတော့အမျိုးမြတ်တဲ့ဘုရားမိခင်ကြီးရဲ့စံတော်မင်္ဂလာသဘွေးရွှေစီကဲရောက်ပါတော့ဂျုံနဲ့တခင်ကျေးဇူးရှင်ကြီးရဲ့မင်္ဂလာဂျုံတော်ဥကောင်းမှအစခြေပြားတီ32ခွက်တာဖွင့်ကြောင်းပါဗျာအတ္တကောင်မှာနမင်းသား32ခွက်တာဒွါရများဖွင့်ကြောင်းပါဗျာကိုကြီးကိုအောင်နိုင်နမင်းသား32ခွက်တာဒွါရများဖွင့်ကြောင်းပါဗျာပါဗျာမင်္ဂလာရှိတဲ့အချိန်မှန်တော့ပြင်းမင်္ဂလာကိုကိုင်းဆောင်ကဒီနေ့ချိန်ကာလတည်းပုံတော်မင်္ဂလာမှန်ကားကိုရွှေလက်ပြကျုပ်ခရောက်ပါဗျာမင်္ဂလာရှိတော့တပြေ3ချက်ဆက်တော်မူပါဗျာမလာပါဗျာသုံးတက်လည်းဘောနန်းပြောပါတော့သုံးတက်ဘဘိုးမေဘုရားကြီးရဲ့မင်္ဂလာကျွဲအကြောင်းပါဗျာမင်္ဂလာကျွဲအကြောင်းပါဗျာမလာပါဗျာသုံးတက်လည်းဘောနန်းပြောပါတော့ရေစရေမောင်းနဲ့တိုက်ဟာလောက်ပြီးတော့ပြီဆိုတော့ခဏကကိုကြီးလေးပြောသလိုဖះဆိုရင်အနိကသတေမဖះဖြစ်